ကျွန်တော်တို့အရှိမြင်အနောက်မြင်တောင်ပေါ်မှာညအိပ်ပြီးတော့အနက်ထားတဲ့မြင်ကွင်းဖြစ်ပါတယ်။ဒါကတော့ရှမ်းပြည်ဘက်ခြမ်းဖြစ်ပါတယ်။ဒါကတော့အနောက်ဘက်ခြမ်းမြင်ကွင်းဖြစ်ပါတယ်။မိတ္တီလာလွင်မြင်ဘက်ခြမ်းဖြစ်ပါတယ်ခင်ဗျ။ဒီပင်တရားမြို့နယ်တွေကဒီအရှိမြင်နောက်မြင်တောင်ကိုဘာကြောင့်အရှိမြင်နောက်မြင်တောင်လို့ခေါ်လဲဆိုတော့ကျွန်တော်တို့အရှိဘက်ခြမ်းကရှမ်းပြည်ဘက်ခြမ်းကိုမြင်ပြီးတော့အနောက်ဘက်ခြမ်းကကျတော့ဒီမိတ္တီလာဘက်ခြမ်းကိုမြင်ရလို့ဖြစ်ပါတယ်ဒါကတော့တောင်ပေါ်ကနေပြီးတော့ကျွန်တော်တို့ထက်အရင်ပြန်ဆင်းသွားတဲ့တခြားခီးစဉ်ကအဖွဲတွေဖြစ်ပါတယ်တော့ဒါအမေပြောင်းအောင်မလားဒီအရှိမြင်နောက်မြင်တောင်ပေါ်ကနေပြီးတော့အပြန်ခီးမှာတော့ကျွန်တော်တို့အသွားလမ်းခီးကမဟုတ်ဘဲနဲ့အပြန်လမ်းကဒေသခံရွာသားတွေအသုံးပြုတဲ့လမ်းကိုရွေးပြီးတော့ကျွန်တော်ဖြတ်လမ်းကနေပြီးတော့ပြန်มาဖြစ်ပါတယ်အဲဒါကြောင့်မလို့မတူညီတဲ့မြင်ကွင်းတွေမတူညီတဲ့လမ်းကြောင်းတွေကြောင့်ဒီဗီဒီယိုကိုထပ်ပြီးတော့စီစဉ်ရတာဖြစ်ပါတယ်ဟုတ်တယ်ချမောင်ရိုးလက်တူတယ်ကျွန်တော်တော့ချမောင်ရိုးမဲ့လို့ပျော်သွားသေးတယ်ဂျန်ဂယ်ဘိုးရင်းဆိုတော်တော်မိုက်ပါတောင်စလန်ဘန်းတွေရဲ့ပွင့်တဲ့အချိန်ကကြတော့နှစ်စဉ်ဒီဇင်ဘာလကနေပြီးတော့ March လအထိပဲဖြစ်ပါတယ်ဒါကတော့အရှိမြင်နောက်မြင်ဘက်ကနေပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အရှိဘက်ခြမ်းပေါ့နော်ရှမ်းပြည်ဘက်ခြမ်းလို့ပြောလို့ရတာပေါ့ဖြည်းဖြည်း
ဟိုးမှာမြင်နေရတဲ့လေဆောင်တဲလေးကကြတော့ကျွန်တော်မနေ့ကဗီဒီယိုမှာပြခဲ့တဲ့လေဆောင်တဲလေးဖြစ်ပါတယ်ဒါကတော့တောင်စလတ်ပင်အိုတွေကိုဖြတ်ပြီးတော့တစ်ချောင်းတွေပြန်ပြီးတော့လှုပ်ထားတယ်လို့ယူဆရပါတယ်ဆိုတော့ဒီမှာလည်းဒီတစ်တွေလိုမျိုးမသိအောင်လို့ခိုးထုတ်တဲ့သူတွေလည်းရှိတယ်လို့သိရတယ်ပေါ့နော်ဒီနားမှာဂူလေးတစ်ခုရှိတယ်ပြောလို့အကြည့်ကျွန်တော်တို့ပြန်ဆင်းလာတော့ဖြက်လန်းကနေဆင်းလာတာနော်ဖြက်လန်းကနေဆင်းလာတာအဲဆိုနည်းနည်းလေးပို့ပြီးတော့မြန်သွားပုံမှန်အဖြစ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဖွဲ့ကညနေsorry ကြာချိန်ကဟိုပါပေါ့6ကြာချိန်ကအစင်းဆိုလို့ရှိရင်တော့ဟိုလောက်ပဲတိတ်တော့မများပါဘူး4နာရီခွဲလောက်ပဲကျွန်တော်မှန်းထားပါဘောနော်ကိုကတော့ကျွန်တော်တို့ဆင်းလာ2နာရီဝန်းကျင်လောက်တော့ရှိသွားတယ်တော်တော်လေးနီးစပ်လာပြီလို့ပြောလို့ရပါတယ်ခရီးရမြန်လာတာနဲ့အများကျွန်တော်တို့ဟိုးရှိမှာလန်ဒဝက်ကတာဝါတိုင်းကုန်းကိုမြင်နေရပြီဖြစ်ပါတယ်တာဝါတိုင်းကိုလည်းလက်မြင်နေရပါတယ်အရှိမြင်နောက်မြင်တောင်ကတောင်ကျော်အရှိကြီးဖြစ်တဲ့အတွက်တောင်ရဲ့အရှိဘက်ခြမ်းကကြတော့ဒီလိုမျိုးတောင်ကတုံးတွေဖြစ်နေပြီးတော့
တောင်ရဲ့အနောက်ဘက်ခြမ်းဖြစ်တဲ့ကျွန်တော်မေးထီလာမြေဘက်ခြမ်းကကျတော့ဒီလိုမျိုးစိမ့်စိမ့်ဆူဆူလေးတွေဖြစ်နေပါတယ် အခုတော့ကျွန်တော်တို့ live လေဝေးလေဖြစ်နေတဲ့တာဝါတိုင်းပေါ့နော်အဲဒီဥစ္စာကိုကျွန်တော်တို့ခီးပြန်ပြီးတော့ကြော်လာခဲ့ပါပြီဒါကတော့စိမ့်နေတဲ့ဘက်ချမ်းနဲ့6တွေ့နေတဲ့ဘက်ချမ်းကိုရှင်းပြတာပါ နောက်ကမိအောင်လိုက်ခဲ့မယ်နော် တဝေးရပြီတဝေး ရွာလေးအမလမ်းခွဲတော့ကကြမဟုတ်အလဲ ငယ်မမမီတာဝါတိုင်းဒီနားမှာကိုစီလူဒီနားမှာကိုစီလူနဲ့တွေ့တာရှေ့ရကနေညောင်လေးကြံခဲ့တာတက်တဲ့ကြံခဲ့ ဒါကကျွန်တော်တို့မနေ့က cherry ပင်နဲ့တပုံရတဲ့နေရာကိုပြန်ပြီးတော့ရောက်ခဲ့ပါပြီ။ဟိုရှိမှာတော့ cherry ပင်တွေရှိပါတယ်။ဆိုတော့ဒါကတော့ကျွန်တော်ဆင်းခဲ့တဲ့လမ်းတစ်လျှောက်ပေါ့နော်။ကျွန်တော်တို့ဆင်းလာတဲ့တောင်ကဟိုးအပေါ်ဆုံးကအဲတောင်တွေကနေပတ်ပြီးတော့တပတ်ကြီးဟိုးဘက်ထိပ်ကူထိသွားပြီးတော့မှအဲဒီတောင်ကဘာဆုံးလေးကနေပြီးတော့ကျွန်တော်တို့ဆင်းခဲ့တာဖြစ်ပါတယ်။ကိုကတော့နောက်လူတွေကိုခဏထိုင်ဆောင်နေရအောင်နော်
တော်တယ်အဆုံးတော့တနာကြီး29နဲ့ကျွန်တော်ပြန်ပြီးတော့ကျွန်တော်တဲတဲ့နေရာကိုပြန်ရောက်ခဲ့ပြီဖြစ်ပါတယ်အခုတော့တောင်တန်းတွေကိုကြော်ခိုင်းပြီးတော့ကျွန်တော်တို့ရဲ့မူရင်းဒေသဖြစ်တဲ့မြေပြန့်ကိုပြန်လာခဲ့ပြီဖြစ်ပါတယ်ဆိုတော့အဆုံးထိကြည့်ပေးတာကျေးဇူးအများကြီးတင်ပါတယ်